ကဲဘလို့တို့ပြန်ရအောင်ကွာမကြခင်နေဝင်တော့မယ်ကွာနေစမ်းမအောင်ကွာဒီမှာရှုခင်းတွေကိုဓာတ်ပုံရိုက်လို့မဝသေးဘူးကွာဒီကဘာကိုရောက်တော့ရောက်ခိုင်းဒီကဘာမှာရှိရဲ့အလှတရားတွေကိုခံစားရမယ်လေခံစားလဲနောက်မှခံစားကွာလာပါပြန်ရအောင်အခုနေဝင်တော့မယ်ဘာလဲကွာမင်းကနေဝင်တရေကြောက်လို့လားဘာလို့တရေကြောက်အောင်မလဲကွာဒီဘက်ကနေဝင်မကောင်းလူပြက်တယ်လူမိုက်တွေလည်းပေါ်တယ်ကွာငါတို့ကားကြီးရိုက်လူခံနေရပါအောင်မယ်ကွာဘာမှမကြောက်ပါနဲ့ကွာအေးဆေးပါဟာဘာဖြစ်တာလဲဟိုဘက်ကပေါက်ကွဲစံတစ်ခုကြားလိုက်တယ်လို့ပဲဒီငါလည်းကြားတယ်ကွာဘာဖြစ်တာလဲမသိဘူးဟဲ့ဟာတော်ပြီကွာတော်ပြီဒိုရီမွန်ကြီးငါတို့ဘဲကဘာကိုရောက်လာလေဒါဘဲကဘာကြီးလေကွာငါခေါင်းနေမူးလာပြီမင်းတို့ပြီးတာငါလည်းတေချာမသိသေးဘူးကွာဘယ်လိုဖြစ်လို့ထိုင်းမရှိရအခုလိုဖြစ်သွားလဲမသိဘူးကွာဒီကဘာတဲ့ကိုဝင်လာပြီဆိုတော့ငါတို့ရှင်ကြီးပြက်ကြတော့တာပဲခိုင်းလိုက်အိတ်ထဲကနေပြီးတော့ငါတို့အကူအညီဖြစ်မဲ့ပစ္စည်းတစ်ခုကိုထုတ်ကြည့်ရမယ်အေးမြန်လို့ဒိုရီမွန်ကြီးငါကြောက်နေပြီကွာမဖြစ်နိုင်တာငါအိတ်ထဲကနေဘာမှထုတ်လို့မရတော့အေးတက်နေရလားဒါဆိုရင်ထိတ်ကောက်တာပဲဖြစ်ဖြစ်ထုတ်ကြည့်ပါဦးဒီနေရာကြီးကြောက်စရာကြီးကွာငါအုံလုံးနဲ့တုတ်ချက်ကြည့်ရတော့ဆိုရင်ငါတို့ကတခြားစက်ကြောင်လာတစ်ခုကိုရောက်နေတာကွာဒီလောကရဲ့ယူပါပေကနေရမှာတွေကငါတို့စီရဟာနဲ့မတူဒါကြောင့်မလို့ငါရဲ့အနာဂတ်ပစ္စည်းတွေကဒီကဘာမှာအလုံးမလုံးတော့တာဖြစ်နေအခုတော့ငါလည်းဘာလို့လုပ်အောင်မသိရဘူးကွာငါမှအတုံးပြလို့ရဆိုတော့ညရဲ့တစ်ခုပဲရှိတော့လေကွာငါရဲ့စက်ပစ္စည်းကလေးရဲ့တစ်ခုမှအလုံးမလုံးတော့ဟေးကောင်ဟိုမှာကြည့်လိုက်စမ်းဘာကောင်လေးလည်းမသိဘူးကွာဟုတ်တယ်အာစီသူ့ကြည့်ရတာဒီကဘာမဖြစ်နိုင်ဘူးဗျစွန်းနာကောင်းငင်မော်ရင်ပြန်တစည်းပြက်ကြလာတာငါမြင်လိုက်တယ်ကွာအဲ့ဒါဒီကောင်လေးပဲဖြစ်မယ်ကြည့်ရတာတော့စကားပြောတတ်တဲ့ကြောင်ဆက်ရုပ်လားမသိဘူးဟေ့ဟုတ်တယ်အာစီတော်တော်ထူးဆန်းနေဗျအဲ့ကောင်ကိုကျွန်တော်တို့ပြလိုက်မှာတွားရောင်းစားမယ်ဆိုရင်ပတ်စံနေအများကြီးရနိုင်တယ်အေးဟုတ်တယ်မင်းပြောတာမှန်တယ်ကွာဒီကောင်ကိုငါတို့ဖမ်းပြီးတော့ပြလိုက်တယ်ပို့ရမယ်ဟဲ့အောင်ကြည့်လိုက်စမ်းဒီမှာကြောင်ဆက်ရုပ်တွေမဟုတ်ဘူးကွာကလေးတယောက်ပါသေးတယ်ခင်ဗျားတို့ဘာလို့ကြမလို့လဲဗျာငါတို့ထင်တာမှန်တယ်ကွာဒီကောင်စကားကောင်းပြောတတ်တယ်ဗျာကျွန်တော်စကားပြောတတ်ပါလေဘာဖြစ်လို့လဲဒိုရီမွန်ကြီးငါတို့ဘယ်လိုလုပ်ကြမလဲသူတို့ကြည့်ရလူစိုးရင်းနဲ့တူရဲကွာဟေးကောင်တွေငါတို့ကလူစိုးတွေမဟုတ်ဘူးကွာငါတို့က gangster တွေကွာ gangster တွေဗျာ gangster တွေဟုတ်လားငါတို့ဘယ်လိုလုပ်ကြမလဲလို့ဒီကငါလည်းမသိဘူးလေဒိုရီမွန်ရဲ့ဟာမင်းငါတို့နောက်ကိုအတားကြီးလိုက်ခဲ့စမ်းပါကွာဟဲ့အောင်လေရက်လိုက်ကြစမ်းမင်းကဘယ်ကကောင်လဲကွာငါဘယ်ကကောင်လဲဆိုတော့တိဖို့မလို့ဒါပေမဲ့မင်းတို့ကောင်တွေခလေးနှစ်ယောက်ကိုအနိုင်ကျင့်နေရတော့ရုပ်ပေါက်လုံးပါတယ်ကွာအဲ့ဒါငါကိစ္စပါမင်းနဲ့မဆိုင်ဘူးဟာဆိုင်တာပေါ့ကွာငါရှိမှာအခုလိုမျိုးမတရားတာမြင်တော့စော်ရမှာပဲကွာညီလေးတို့မင်းတို့အဆင်ပြေရလားကွာအဆင်ပြေပါကိုကြီးကျွန်တော်နာမည်ကနိုဘီတာပါဒါဟာကျွန်တော်ရဲ့တငယ်ချင်းဒိုရီမွန်ဟုတ်လားမင်းစီကထွက်တဲ့ energy တွေကတော်တော်ထူးဆန်းတာပဲမင်းကလူသားတရားတော့မဖြစ်နိုင်ဘူးဒါပေမဲ့မင်းရဲ့ system ထဲမှာတခုခုချုပ်ရင်းနေတယ်လို့ပဲနော်ဟုတ်ပါရဲ့ကျွန်တော်ကတခြား universe ကနေပြီးတော့ဒီကိုရောက်လာတာပါကျွန်တော်ရဲ့ gadget တွေကလည်းဒီမှာသုံးလို့မရတော့ဘူးဗျမပူပါနဲ့ကွာမင်းတို့အခုလုံခြုံသွားပြီပလူတိုကလည်းနီးပညာပိုင်းမှာတော်တယ်ကွာသူမင်းတို့ကိုကူညီပေးလိုက်မယ်အခုတော့ငါတို့နဲ့လိုက်ခဲ့ကြအောင်ဒါနဲ့ဒီဆက်ကြီးကဘာကြီးတုံးကွာအဲ့ဒါ time machine လို့ခေါ်ရဲဗျအခြေတစ်ခုနဲ့တစ်ခုခရီးသွားလို့ရတဲ့ဆက်ပေါ့မင်းတို့ universe မှာနီးပညာတော့တော်တော်မြင့်တာပဲစီကျုံးနေပါလေကိုကြီးအဲ့ဒီဆက်ကြောင်မယ်ကျွန်တော်တို့ဒီဆက်ကြောင်လာကြီးရောက်လာတာဗျအေးဟုတ်ပါပြီထားပါတော့ဒါနဲ့ဘလူတိုမင်းဒီဆက်ကြီးကိုကောင်းအောင်ပြင်ပေးလို့ရလားကွာသူတို့လည်းအခက်အခဲဖြစ်နေတာဆိုတော့ပြင်ပေးလို့ရတယ်လို့တော့ငါတေချာအာမမခံနိုင်ဘူးဒါပေမဲ့အကောင်းဆုံးတော့စူးစမ်းကြည့်မယ်လေဒီဆက်ကြီးကြီးရတာတော့သူ့ရဲ့ engine ကငါတို့ကဘာ engine နဲ့မတူဘူးကွာအေးဟုတ်တယ်ကွာမင်းပြောတာမှန်တယ်ဒါပေမဲ့ငါတက်ထားတဲ့နီးပညာကိုတုံးပြီးတော့အကောင်းဆုံးပြုတ်ရပေးပါမယ်ချီချီတူပါလေကိုကြီးအေးဟုတ်ပြီညီလေးတို့ဒါဆိုရင်ကိုကြီးအိမ်ကိုလိုက်ခဲ့ကြလေဒီဆက်ကြီးကိုလည်းကိုကြီးကောင်းအောင်ပဲတင်ခဲ့လိုက်မယ်ဟုတ်ပြီလားဟုတ်ကဲ့ပါဗျာဒါနဲ့ကိုကြီးနာမည်ကအေးကိုကြီးနာမည်ကခိုင်တိုလို့ခေါ်တယ်ဒီကအစိမ်းရောင်နဲ့ဂျိုသားလေးကတော့ဘလူတိုတဲ့နောက်ပြီးတော့ဟိုကအင်ဂျီဝါနဲ့ညီလေးကနိုဘီတာနော်အပြာရောင်လေးကတော့ဒိုရီမဟုတ်တယ်မလားဟုတ်ပါလေကိုကြီးကဲသွားရအောင်ကွာလာခဲ့လားတော်သေးတာဗောဒိုရီမရဒီကဘာကြီးမှာလည်းလူကောင်းနေရှိနေပြီလို့ဗောဟုတ်ပါငါညီတို့ရဲ့ရင်ပြန်ကဒီလိုနေရာမျိုးမှာမပြက်ကြရတယ်လို့ကွာဒီဘက်ကလူမိုက်တွေပေါ်တယ်ကွာလူမိုက်တွေလူရမ်းကားတွေ gangster တွေပေါ်တယ်တော်သေးတာဗောကွာကိုကြီးတို့နဲ့သာမတွေ့ဘူးဆိုရင်ငါညီတို့ဒုက္ခရောက်နေလောက်ပြီဟုတ်တယ်ဗျာကိုကြီးကဒီကဘာမှာပထမဆုံးကျွန်တော်တို့တွေ့ဘူးလေလူကောင်းတယ်လို့ပြောလို့ရပါတယ်ညီလေးတို့ရေဒါတော့ပလူတိုရဲ့အလောက်ခမ်းပဲကွာဒါနဲ့ပလူတိုမင်းပြင်းတာမြန်လာရလားကြည့်ရတော့ဒီရင်ကငါတို့စီကနီးပညာနဲ့တော်တော်ကွာတာပဲဒါပေမဲ့စိတ်မပူပါနဲ့ဒိုရီမွန်
အင်ဂျင်မိုင်းကနည်းနည်းလေး short ဖြစ်သွားတာကွာငါရဲ့ alien နည်းပညာတွေနဲ့အစားထိုးပြုပြင်ပေးလို့တော့ရပါတယ်ကျေးဇူးတင်လိုက်တော့ဘလူတို့ရမင်းရဲ့နည်းပညာတော်တော်အားကိုးရတာပဲကွာငါတော့ဒီကဘာကိုရောက်ပြီးစိတ်ညစ်နေရ ဟာဒိုရေမွန်ဘာလို့စိတ်ညစ်တာလဲကွာငါတို့နဲ့တွေ့လို့စိတ်ညစ်တာလား မဟုတ်ပါဘူးကိုကြီးထိုင်လို့ရကျွန်တော်ရဲ့ဘိုက်ထဲကအိတ်ကအလုံးမလုံးတော့လို့ပါဗျအဲ့ဒါကိုစဉ်းစားမိရင်ကျွန်တော်စိတ်ညစ်လို့ အဲ့ဒါဘာဖြစ်လို့လဲဒိုရေမွန်မင်းအိတ်ကထူးဆန်းလို့လားကွာ ဟုတ်တယ်ကိုကြီးခိုင်လို့ရေသူ့ရဲ့ဘိုက်ထဲကအိတ်ကသူ့လိုချင်တဲ့ပစ္စည်းမှန်တယ်များထုတ်လို့ရတယ်ဗျ ဟာမိုင်းလိုက်လားကွာအခုအဲ့ဒီအိတ်ကသုံးမရတော့လို့မင်းကစိတ်ညစ်နေရလား ဟုတ်တယ်ကိုကြီးခိုင်လို့ရေကျွန်တော်ရဲ့အိတ်က22ရာစုရဲ့ကွန်တန်ဖုန်းနည်းပညာကိုအသုံးပြုတာဟာဗျကျွန်တော်စိတ်ကူးလိုက်ရုံနဲ့အိတ်ထဲကနေဘာမှမဆိုထွက်လာနိုင်တယ် ဟာမင်းရဲ့နီးပညာတော်တော်မိုက်တာပဲကွာ ဒါပေမဲ့ဒီ GD5 ကဘာကြီးကိုရောက်လာခဲ့ရကျွန်တော်ရဲ့နည်းပညာတွေသုံးစားလို့မရတော့ပါဘူးဗျာပြောရရင်ဒီကဘာနဲ့ကျွန်တော်နည်းပညာတွေကအဝင်ခွင်ကြမဖြစ်ဘူးနဲ့တူပဲဗျသွားပါပြီဒိုရေမိုရဒါဆိုရင်ငါတို့ဘယ်တော့မှအိမ်ကိုပြန်လို့မရတော့ဘူးပေါ့နော်ဒီကဘာကြီးမှငါမနေရဘူးကွာလူမိုက်တွေအများကြီးပဲငါကြောက်တယ်ဟာမပူပါနဲ့နိုဘီတာရငါရှိပါတယ်ကွာငါရဲ့ဒီစမ်းတိုက်ခိုင်းရဲမှာဆိုရင်ဘယ်သူမှလာမရှုပ်ရဲပါဘူးပြီးတော့မင်းတို့ရဲ့ရှင်ကိုလည်းငါအကောင်းဆုံးပြန်ပြင်ပေးမယ်လေဒါပေမဲ့ဆက်လို့ဖို့အတွက်ကတော့စွန့်နေပါဖြစ်ရအောင်ပါဆိုတော့ကွာအချိန်ကတော့နည်းနည်းစောင့်ရမယ်ကွာ အေးဘလူးတို့ပြင်နေတော့မင်းတို့ဒီတိုင်းထိုင်ဆောင်နေမယ်ဆိုပြင်းစရာကောင်းလိမ့်မယ်အဲ့တော့ငါမင်းတို့မျိုးအနဲ့လိုက်ပို့ပေးမယ်လေဒီမျိုးတွေကလူတွေကကြမ်းတမ်းမိမယ်လို့တချို့ကလည်းသဘောကောင်းကြပါတယ်ကွာနောက်ပြီးတော့မျိုးရဲ့ရှုခင်းနေရတယ်တကယ်ကိုလှတယ်မင်းတို့လိုက်ကြည့်ကြင်လား ဗျာတကယ်လားဗျာဒီမျိုးထဲမှာကန်းကြီးတွေရေခဲမုတ်ဆိုင်တွေမုတ်ဆိုင်တွေအယုတ်ဆိုင်တွေဂိမ်းဆိုင်တွေရှိလားဗျာ ဟာတိတ်ရှိကြပါငါညီယာ ဒါဆိုရင်ကျွန်တော်လိုက်ကြည့်ခြင်းနဲ့ဗျာ အေးဟုတ်ပြီဒါနဲ့ဒိုးရင်းမို့မင်းရောလိုက်ချင်လား လိုက်ပါဦးဗျာကျွန်တော်လည်းဒီကပိုင်းမြေပုံကျွန်တော်ရဲ့မှတ်ဉာဏ်ထဲမှာထိမ့်ထားခြင်းနဲ့ဗျာဒါနဲ့ပလူတို့ရေမင်းကဘာကိုညီပေးရမလဲမလိုပါဘူးဒိုရင်မိုရမင်းရဲ့အုံနောက်ကတော်တော်အဆင့်မြင့်နေဆိုတာငါသိပါတယ်ဒါပေမဲ့ဒီကိစ္စကိုတော့ငါတယောက်တည်းဖြေရှင်းလိုက်မယ်ကွာမင်းခိုင်တို့နဲ့လိုက်ချင်လိုက်သွားလိုက်က ဲဒါဆိုရင်သွားကြစို့ကွာငါမင်းတို့မျိုးအနဲ့လိုက်ပို့ပေးမယ်ကွာ ဟာမြို့ကြီးကတော်တော်လှတာပဲနော်ဒိုရင်မိုအေးကွာတော်တော်လေးကိုလှတယ် ကဲလာမီးပွိုင်လည်းဖြတ်မောင်းကွာ ဟာကိုကြီးခိုင်တို့ကစီကန်းလည်းမလိုက်တာဘူးနော် ဟာမဟုတ်ပါဘူးကွာစောင့်နေရဆိုရင်မင်းတို့ပြင်းနေပါဆိုလို့ပါကွာ ဟာဟုတ်ပါပြီဗျာဟုတ်ပါပြီ ကဲမင်းဘယ်သွားချင်လဲငါ့ကိုပြောလေ ကျွန်တော်ကဒီမြို့အခုမှရောက်ဖူးတာဆိုတော့ အေးရောက်ဘာကြောင်ညာတွေတော့ကွာ ကျွန်တော်ကဒီမြို့အခုမှရောက်ဖူးတာဆိုတော့ဘယ်သွားလို့သွားမှာဘယ်လိုလုပ်သိမှာလဲဗျာဒီမြို့မှာကန်းကြီးတွေပါရှိတာကျွန်တော်အဲ့ဒီကိုသွားကျင်တယ် ကန်းကြီးဟုတ်လားကန်းကြီးကတော့ရှိရဲကွာမင်းသွားချင်တယ်ဆိုငါလိုက်ပို့ပေးမယ်ကဲငါညီနိုဘီတာမင်းသွားချင်နေတဲ့ကန်းကြီးကတော့ဒီမှာပဲကွာနောက်ပြီးတော့ကစားကွင်းလည်းရှိတယ်မင်းတို့အကြိုက်ပေါ့ကွာ ဟာမိုက်တယ်ဗျာကျွန်တော်ကစားကွင်းမှာစော့ကျင်တယ် အေးရစေရမယ်ဟေ့လိုက်ပို့ပေးမယ်ခဏဆောင်ဒိုရီမွန်ဘလို့လဲမင်းရောသဘောကျရလား ဟာကြားပါဗျာ အေးဟုတ်ပြီမင်းတို့သဘောကျဖို့ပဲလို့တယ်ကဲလာကားကိုဒီနားမှာပဲရက်ခတ်လိုက်မယ်ကားပါကင်ထိုးတာမလွယ်ပါလားဟာထားလိုက်တော့ကွာဒီနားမှာပဲထားလိုက်တော့လာငါညီတို့လာဒါနဲ့ဒိုရီမွန်နဲ့နိုဘီတာရေစိတ်တော့မညစ်ကြနဲ့ဟိုကွာဒီနေ့ကရုံးဖွင့်ရဆိုတော့ကစားကွင်းမှာလူတော့တိတ်မစီဘူးကွာ ရပါတယ်ဗျာကိစ္စမရှိပါဘူးကျွန်တော်တို့ဒီလိုက်ပို့တာနဲ့ကျေးဇူးတင်နေပါပြီ အေးဟုတ်ပါပြီကွာဒါနဲ့ဒီနေ့ကောင်းကင်ကြီးကတော်တော်လှတယ်ကွာဟိုမှာကြည့်လိုက်အောင် ဟုတ်ပါဗျာတော်တော်လှတာပဲ တကယ်ကြီးလှတာကွာကောင်းကင်ကလုံးဝပကြီးကားတစ်ချက်လိုပဲကြည့်လိုက်အောင်ငါညီဒီမှာဆိုရင်မင်းဂိမ်းဆိုင်လည်းရှိရယ်ရေခဲမုတ်တွေလည်းစားလို့ရတယ်မင်းလှုပ်ရှင်တာအကုန်လှုပ်လို့ရတယ်ကွာဒါမဲ့ကောင်မလေးတွေတော့လိုက်ဖွန်မကြောင်နဲ့ပေါ့ကွာဒီကကောင်တွေကလူမိုက်တွေများတယ်တော့ကြာမင်းကိုကြည့်မရလို့ဆိုပြီးတော့ဆွဲထိုးသွားအောင်မယ်ငါညီတို့စီးကျင်နေဆိုရင်တော့ဒီမှာချားရက်ဟက်စီးလို့ရတယ်ပြီးတော့နိုဘီတာမင်းရေခဲမုတ်စားခြင်းလည်းဒီမှာစားလို့ရတယ်နော်နောက်ပြီးတော့ဟမ်ဘာဂါကြိုက်တယ်ဆိုရင်လည်းဒီဆိုင်ကငါတို့မြို့မှာတော်တော်လေးကိုကောင်းတယ်ကွာနာမည်ကြီးပဲကော်ဖီတို့အေးတို့တောက်ချင်သေးလား တော်ပါရဒီလိုလိုက်ပို့တာနဲ့ကျေးဇူးတင်နေပါပြီဗျာကျွန်တော်လည်းအားနာလို့ပါ ဟာရပါတယ်ကွာမင်းတို့ကလည်းကဲလာအဲ့ဒါဆိုရင်ငါတို့မြို့ထဲကိုတစ်ခေါက်တော့ထပ်ပြီးတော့ပတ်လိုက်ရအောင် ဟာကျေးဇူးပါဗျာကျွန်တော်မြို့ထဲကိုထပ်သွားခြင်းနေရဗျာပြောရမှာအားနာလို့ မင်းရလေကွာပြောပါကွာဘာမှဖြစ်ပါဘူးလာအဲ့ဒါဆိုရင်ငါတို့မြို့ထဲကိုတစ်ခေါက်တော့ထပ်ပြီးပတ်ရအောင် A few minutes later. ဒီဆောက်ဦးကဘာကြီးလဲဗျာမိုးတိမ်နေပေါ်ရောက်နေတယ်လို့ပဲနော် နိုဘီတာညီလေးပြောတာဒီအဆောက်အဦကိုပြောရလား ဟုတ်တယ်ဗျာဟုတ်တယ်ငါတို့စီမှာဒါပန်ကာလေးပါလာတယ်ဆိုရင်ခုအပေါ်ဆုံးတက်ကြည့်လို့ရမှာပဲနော်ဟုတ်ပါဒိုရီမွန်ရအခုကတော့အောက်ကနေကြည့်အောင်ပေါ့ အော်ငါညီတို့နှစ်ယောက်ကဒီအဆောက်အဦပေါ်တက်ချင်တယ်လို့ပြောနေရလားဒါလေးများကိုပြောတာမဟုတ်ဘူးကိုဟယ်လီကော်ပတာရှိရခောက်ကြရင်အဲ့ဒီတိုက်ရဲ့အမြင့်ဆုံးပေါ်တဲ့ကိုလိုက်ပို့ပေးမယ် ငါတတိထားမိတာဒီမြို့ထဲမှာရှိတဲ့လူတွေကတခုခုဆိုရင်တနက်
ထုတ်ဖို့ပဲစဉ်းစားနေကြတာနော်ငါရဲ့ငရင်နဲ့တက်ချက်ကြည့်ရတော့ဆိုရင်ဒီမျိုးမှနေရတော်တော်လေးကိုတတိထားမယ်ထင်တယ် မင်းပြောတာမှန်တယ်ကွာဒိုရေမွန်ကဒီမှာအားကိုးရမယ့်တငယ်ချင်းရှိဖို့အရင်အရေးကြီးတယ်အခုတော့မင်းတို့မှာငါနဲ့ပလူတိုရှိနေပြီဆိုတော့ဘာမှစိတ်မပူနဲ့တော့အော်ပလူတိုစီကဖုန်းလာနေပြီပဲ ဟေးခိုင်တို့မင်းတို့လဲလို့သွားပြီလားငါဒီမှာရင်ကိုပြင်လို့ပြီးတော့ရှိနေပြီကွာဒါပေမဲ့ဆက်လို့ဖို့အတွက်စွမ်းရင်ကတော့တော်တော်နည်းနေသေးတယ်မင်းတို့အိမ်ကိုပဲအချိန်ပြန်လာခဲ့လိုက်တော့လေ โอเคပလူတိုဒါဆိုရင်ငါတို့အိမ်ခေါ်ခဲ့လိုက်မယ်ကွာဒိုရေမွန်နဲ့နိုဘီတာလည်းဘိုက်စာနေလောက်ပြီ ဟုတ်တယ်ဗျာကျွန်တော်ဗိုက်ရမ်းစာနေပြီတာကိုယာကီစားခြင်းနဲ့ဗျာ ကိုကြီးတို့စီမှာတော့တာကိုယာကင်မရှိဘူးကွာမင်းစားနေတယ်ဆိုရင်တော့ခောက်ဆွဲပြုတ်တော့လှုပ်ကျွေးနိုင်ပါတယ် ဆောက်ဆဲမှာဆိုရင်ကျွန်တော်ရာမန်အရင်ကြိုက်တာဗျာ ဟာကိုကြီးလည်းရာမန်ကြိုက်တာပဲဒါဆိုရင်တော့မင်းနဲ့ငါနဲ့အကြိုက်တူပါပြီကွာ ခါလေးရာမန်စားခြင်းနဲ့ ဟာရစေရမယ်ဒိုရေမွန်ရေကဲဒါဆိုရင်ငါတို့အိမ်ပြန်ကြစို့ကွာကိုကြီးရဲ့အိမ်ကဒီဂုံတက်ပေါ်တက်သွားရင်ရောက်ပြီကွာဒီမှာဒါကိုကြီးအိမ်ပဲ ဝါဒါကိုကြီးခိုင်တို့ရဲ့အိမ်မောလေဝိုးလုံးဝနန်းတော်ကြီးတစ်ခုလိုပဲကွာလှုပ်ပြီးတော့ရှင်ရေကူးကန်လည်းရှိရဲ့ဒိုရေမွေးလာကြည့်ပါဦးကွာဒီမှာရေကူးကန်မပြောနိုင်လို့ပြီးတာရေကူးကန်လို့ပြောလိုက်တာလားဟုတ်တယ်ဟာဒီမှာရေကူးကန်ဝါအိမ်ကြီးလည်းတခြားကြည့်လိုက်ပါဦးကွာငါတို့ဒီမှာကာတိုကားကြည့်ဦးတဲ့ flat TV ကြီးလည်းရှိရဲ့ကွာဟုတ်သားပဲငါဒီမှာ flat TV ရှိအောင်တတိမထားမိဘူး ဘယ်လိုလဲမင်းတို့ကိုကြီးအိမ်ကိုသဘောကျကြရလားကွာဟာကြတာဗောကိုကြီးခိုင်တို့ရအိမ်ကတကယ်အမိုက်စားကြီးပဲဗျကျွန်တော်တို့ကဘာမှာရှိရဲ့အိမ်နေနဲ့တော်တော်ကွာတယ်ကြီးတာကိုကြီးကတထေးနဲ့တူတယ်ဟာကိုကြီးကတထေးမဟုတ်ပါဘူးကွာကျွဲကိန်းနေစော့ပြီးတော့ဒီအိမ်ကိုဝယ်နိုင်သွားတာပါ ညာကျွဲကင်းဆိုတာဘာကြီးလဲကျွန်တော်လဲစော့ကျင်တယ် ဟဲ့ငါအစတာကွာကျွဲကိန်းဆိုတာခိပေါင်း900လောင်းကစားကိုပြောတာမင်းတို့အဲ့ဒါကိုဘယ်တော့မှမလုပ်နဲ့ငါဒီအိမ်ကြီးကိုပိုင်ဆိုင်ခဲ့တယ်ဆိုတာငါမိဘတွေကအမွေပေးလို့ပါကွာ ဟုတ်ပါပြီဗျာဟုတ်ပါပြီ ကဲအိမ်ရောက်ပြီဆိုတော့မင်းတို့စိတ်ကြိုက်နားကြဟေ့ပလူတိုလည်းအခြေအနေဘယ်လိုရှိလဲဆိုတာငါဖုန်းဆက်ပြီးတော့မေးကြည့်လိုက်ပါဦးမယ် ဗျာဟုတ်ကဲ့အော်ဒီကောင်လေးရောက်တော့ရောက်နေပြီပဲဒီရင်တော့ဒီနားမှာပဲရက်ခက်လိုက်တော့မယ်ဟာလူစုံတက်ဆောင်ပါပဲလားကွာ ဟာပလူတိုဘယ်လိုလဲကွာအခြေအနေကောင်းရလား အေးအချင်းနေကောင်းတယ်ကွာခိုင်တို့ရငါဒီကိုအဲ့ဒီရင်စီးပြီးပဲလာခဲ့တာ ဟာတဲဟုတ်ပါလားကွာမင်းက သူတို့ကဘာနီးပညာတွေကတော်တော်ဆန်းပေမဲ့ငါရဲ့အေလီယန်နီးပညာနဲ့ပေါင်းစပ်လိုက်တော့အရင်အင်ဂျင်ထက်တော့ပို့ပြီးတော့ကောင်းသွားသေးတယ်အရင်အင်ဂျင်ထက်ပိုကောင်းသွားတယ်ဟုတ်လားဟာဘလူတို့မင်းနီးပညာတွေကမိုင်းလိုက်လားကွာအေးဒိုရီမိုရမင်းကြည့်နေတယ်ဆိုရင်ငါအင်ရှိမှရက်ထားတယ်အေးငါသွားပြီးကြည့်လိုက်ပါဦးမယ်ကွာဟာဟုတ်တယ်ဟာရှင်ကအကောင်းတိုင်းပြန်ဖြစ်သွားပြီဟာဘလူတို့တော်တော်လေးကောင်းမယ်ကြည့်စီးကြည့်လိုက်ပါဦးမယ်ကွာဝါရှင်ရဲ့စိတ်ရင်းနေရတွေအကုန်လုံးလောက်တာပဲကွာဟာသူပြောရမယ်လေအင်ဂျင်ကရရတော့ပို့ပြီးကောင်းလာတယ်လို့ပဲမောင်ကတက်လက်ပေါ်ပါနေရပဲကွာအိုးဟိုးလဲတယ်ပဲအောင်မလေးဗျာဟာတိုင်းရအောင်မငါရင်ဘာမှဖြစ်သွားဘူးခံနိုင်အားရလည်းပို့ပြီးကောင်းလာတာပဲဒီဘလူတို့ကြီးစုတင်စကားတော့ပြောရမယ်ဘလူတို့ငါဆမ်းမောင်းပြီးပြီကွာမင်းနီးပညာတော်တော်မိုက်တာပဲဟာကျေးဇူးတင်ပါတယ်ကွာဒါပေမဲ့ငါဆိုရင်ဟိုနားဒီနားမဟုတ်ရင်ပြဿနာမဟုတ်ဘဲနဲ့ငါကဘာကိုပြန်ဖို့အတွက်စွန့်ရင်လုံလောက်ပါမလားကွာအော်အဲ့ကိစ္စကိုငါပြောဖို့မေ့နေတာပြင်တာတော့ပြင်ပြီးပါပြီဒါပေမဲ့စွန့်ရဲ့ယာဂိုင်တော့20ပဲရှိသေးတယ်အဲ့တော့စွန့်ရဲ့အပြည့်ရဖို့ဆိုရင်ဒီကဘာမှာမင်းတို့တစ်ပတ်လောက်တော့နေဖို့လိုတယ်နော်တစ်ပတ်လောက်ဟုတ်လားကိစ္စတော့တိတ်မရှိပါဘူးကွာအေးဟုတ်တယ်တပတ်လောက်နေမှာအဲ့ဒီစွမ်းရံ100ရာခိုင်နှုန်းပြည့်ပါကွာဒါဆိုရင်မင်းတို့ကဘာကိုမင်းတို့ပြန်လို့ရပြီလေ ဒါဆိုရင်တော့အဆင်ပြေသွားတာပေါ့နိုဘီတာဒိုရေမွန်မင်းတို့အဲ့ဒီရှင်ကစွမ်းရင်ပြန်ပြည့်ရဲ့အထိဘယ်မှသွားစရာမလိုဘူးကွာဒီအိမ်မှာပဲငါတို့အတူတူနေလို့ရတာပေါ့ တကယ်လားကိုကြီးခိုင်တို့ကျွန်တော်ဒီရေကူးကန်ညတားကူးကြတယ်ရဗျ ရတာဗောကွာညီလေးရဒါပေမဲ့အခုကမိုးတားချုပ်နေပြီမနေ့ပြန်မှကူတော့ ဒါဆိုရင်ငါတို့ကဒီမှာနေလို့ရတယ်ပေါ့နော် ရတာဗောကွာမင်းတို့အတွက်အခန်းလုပ်တယ်အများကြီးရှိရဲ့ ဒါမဲ့ဒိုရီမိုမင်းတို့ငါတော့မပြန်စေချင်ဘူးကွာ အေးဟုတ်တယ်ကွာငါလည်းမပြန်စီချင်ဘူးဘာလို့လဲဆိုတော့မင်းကညံရီကတော်တော်မြင့်နေတဲ့မှာပါတယ်အဲ့တော့မင်းရဲ့အုံနောက်ကိုအတုံးချပြီးတော့ငါတို့ဒီမြို့မှာအင်အားအကြီးဆုံးအဖွဲ့တစ်ခုလုပ်လို့ရတယ်ကွာပြောရရင်ဘယ်လူဆိုးကိုင်းမှငါတို့ထိလို့ရတော့မှာမဟုတ်ဘူး ကောင်းပြီငါလည်းဒီကဘာအတိကြီးကြောင့်လေ့လာခြင်းနေရဲ့ဘလူတိုနဲ့လည်းနီးပညာရဲ့အပြန်အလှန်ဆွေးနွေးခြင်းနေရဲ့ကွာလူပိတာမင်းရောနေမှာပေါ့ကွာရေကူးကန်ရှိတဲ့အိမ်မှာနေရတာဘသူကညင်းပါလဲဒါမဲ့တွင်းမို့မင်းငါအိမ်သားတွေကိုတော့ကုလုပ်ပေးရမယ်နော်ဟဲ့တော့နိုးပြီးတာတခြားကဘာရောက်တာတော့မှမင်းကအိမ်သားလို့ဖို့စဉ်းစားနေသေးရလားကွာ မင်းတို့ကောင်နေနေရလဲတကယ်မလွယ်ဘူးကွာကဲအားလုံးအိမ်ထဲဝင်ကြဒီညတော့ငါတို့တငယ်ချင်းအစ်တွေအတွက်အကောင်းဆုံးညစာနဲ့ပါတီလုပ်ကြတာပေါ့ကွာကဲအားလုံးပဲဒီနေ့ရဲ့ဗီဒီယိုလေးတော့လောက်ပါပဲဗျာဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like ပေးခဲ့ပါ
comment မှာတစ်ခုခုရေးခဲ့ပါ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါဦးဒီဗီဒီယိုမှာဆိုရင်တော့ကျွန်တော်တို့အိမ်ကိုအသစ်ရောက်လာတဲ့ Nobita နဲ့ Doraemon တို့နှစ်ယောက်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်နောက်ထပ် GTA 5 ဗီဒီယိုအများကြီးလာဖို့ရှိပါတယ်ကဲဆိုတော့နောက်မှပဲပြန်ပြီးတော့တွေ့ကြတာပေါ့နော်အားလုံးပဲ bye bye